လို digital ဖြစ်ပြီးတဲ့မှာလူတွေကစာဖတ်ရတဲ့ဗီဒီယိုကြည့်ရတာပိုနှစ်သက်ကြရဲဆိုတာသတိထားမိလားနောက်ပြီးခုခေတ်မှာ marketing လုပ်မယ်ဆိုလို့ရှိရင် video content တွေကဘယ်လောက်အရေးပါကြအောင်လူချင်းမင်းတို့သိပြီးသားဖြစ်မှာပါလူချင်းမင်းတို့ရဲ့ကုန်ပစ္စည်းဒါမှမဟုတ်လူချင်းမင်းတို့ရဲ့ service တွေကို social media ကနေပြီးတော့လူသိများအောင် branding လုပ်မယ်ဆိုရင်တော့အရေးသွေးကောင်းမွန်တဲ့ဗီဒီယိုတွေကမရှိမဖြစ်လိုအပ်ပါတယ်ပြီးတော့ video quality ကောင်းလေလူတွေကလူချင်းမင်းရဲ့ branding ကိုပိုပြီးယုံကြည်စိတ်ချလိမ့်ပါမယ်professional ဆန်တဲ့ video content တွေကလူကြီးမင်းတို့ရဲ့ brand awareness ကိုမြင့်တင်ပေးအောင်လည်းမကဘဲရောင်းအားကိုပါတိုက်ရိုက်တိုးတက်စေတာပါဒီနေရာမှာလူကြီးမင်းတို့ brand ကိုဆွဲဆောင်မှုရှိတဲ့ video content တစ်ပုဒ်အနေနဲ့ဖန်တီးပေးဖို့အတွက်ကျွန်တော်ကိုညီပေးပါရစေလူကြီးမင်းတို့ကုန်ပစ္စည်းနဲ့ကျွန်တော်ရဲ့ idea တွေကိုပေါင်းစပ်ပြီးတော့ video content တွေဖန်တီးပေးတော့မှာဖြစ်ပါတယ်နောက်ပြီးတော့ဈေးနှုန်းတက်တက်တာနဲ့ quality ကောင်းတဲ့ content တွေလို့ချင်းကျွန်တော်အကောင်းဆုံးဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်freelance specially အနေနဲ့ဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ agency တွေတက်ပုံမသက်တာတဲ့ကုန်ကြစရိတ်နဲ့ premium quality ရရှိမယ်လို့အာမခံပါတယ် creative ဖြစ်ပြီးရင်သက်ရှိမောပဲဖြစ်စေမဲ့ video content အနေနဲ့စိတ်လုံငန်းရဲ့ value ကိုအသိမြင့်နေပြီးဖို့အတွက်ကျွန်တော်တာဝန်ယူရစေကျွန်တော်ရှိမှာတော့လူကြီးမင်းတို့ brand နဲ့ကိုက်ညီတဲ့ content တွေရဲ့ပြီးလို့ရှိရင် video creation ရဲ့ video editing ရဲ့ one stop service နဲ့အတူကျွန်တော်ကဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်မို့စိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်နဲ့ messenger မှာလည်းလာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်